အားလုံးပဲမင်္ဂလာပါဒီနေ့က Snowy တို့ပြင်ဦးလည်းရောက်နေရပါပြင်ဦးလည်းမှာ Snowy တို့ဘယ်နေရာလေးတွေလဲပတ်ခဲ့လဲဘယ်နေရာလေးမှာတဲပြီးတော့ဘယ်လိုတွေသွားလဲခဲ့လဲဆိုတာကိုဒီ vlog လေးမှာပြပြပေးသွားပါမယ်ရှင်ပထမဦးဆုံး Snow Palace ဆိုတဲ့ဒီ hotel လေးမှာ Snowy တို့တဲခဲ့ပါတယ်Snowy တို့ယူခဲ့တဲ့အခန်းမျိုးစားလေးက Hilltop ဆိုတဲ့အခန်းမျိုးစားလေးဖြစ်ပြီး reception ရဲ့အပေါ်တက်မှာရှိပါတယ်။ဒီအခန်းလေးက hotel တစ်ခုလုံးရဲ့ view အလှဆုံးအခန်းလေးလို့ပြောရင်လည်းလုံးဝမမှားပါဘူးရှင်။ Snowy တို့ပထမဦးဆုံးလဲခဲ့တဲ့နေရာလေးကတော့ဒီဇင်မာ garden ဆိုတာလေးပါ။သူ့ထဲမှာရေတံခွန်လေးလည်းရှိပါတယ်။ဒီဇင်မာ garden နဲ့ယင်သွားမလားရေတံခွန်ယင်သွားမလား။ garden နဲ့ယင်သွားမှာ။ garden နဲ့ယင်သွားပါမယ်။တငယ်ချင်းနဲ့ပါတငယ်ချင်းဆိုရင်မကွဲဘူးကဲခုဆိုရင်တော့ဒီဇင်ဘာဂိုင်းနဲ့အရင်စဝင်ပြီးတော့ဘာတွေရှိလဲဆိုအောင်လိုက်ကြည့်ကြမယ်နော်ပြီးရင်ဒီတကွန်သွားပါမယ်တငယ်ချင်းလားတငယ်ချင်းနည်းနည်းတီးနေတူရင်တငယ်ချင်းနေတာဒီတော့မယ်တန်နေရှိတော့ဟာနေငွေတာပါအနီးကကြည့်လိုက်ရင်တိတ်မများအဝေးကကြည့်လို့များရတယ်ဟုတ်ကဲ့တန်းကြီးပါဒီရောက်ဝင်ကြမယ်ရှိမှလာဗန်နာဘန်းကြီးရှိရယ်လာဗန်နာဘန်းကြီးရှိရယ်မိုက်တယ်ဟိုလေမခေါင်းရင်မတော့တွေ့ခဲ့တဲ့ပုံစံမျိုးဒါပေမဲ့ तू ကနည်းနည်းသေးတယ်အရန်တော့မများသေးဘူးပန်းနည်းနည်းပန်းကင်းဆိုပေမဲ့နည်းသေးတယ်မလှအနံ့ရှိတာပဲအနံ့ရှိတယ်မှုေးနေရမယ်ခြေတကွန်နာကိုရောက်ပါပြီခြေကွန်ပြနဲ့တိတ်ပြီးတော့နဲ့ဝေးနေရအနီးကပ်ခေါ်သွားပြီရှေးကွန်နားလေးမှာဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်လုပ်ပြီးတော့သူ့ရဲ့ဘေးနာကလမ်းလေးတဲ့ကိုဆင်းသွားလိုက်ပါတယ်ဒါကခုနကဒီနောက်ကရေတကွန်ကြီးလေရေတကွန်လေးပေါ့အဲ့ဒီတကွန်လေးပြီးတော့ရင်သူ့ရဲ့ဟိုဘက်ဘေးနားမှာကျိုးတရားလေးရှိတယ်အဲ့ဒီနားမှာအဲ့ဒီကျိုးတရားလေးကိုသွားပါမယ်ဒီကကျိုးတရားပါကျိုးတရားလေးကိုရှောက်ပါမယ်ကဲဒီစမချန်ဆိုတာဒါပါပဲခုနကလည်းရိုက်ပြပြီးသွားပြီဆိုတော့နောက်ထပ်တစ်နေရာသွားပါမယ်ကဲခုကတော့ Rose Garden ကိုရောက်ပါပြီမိမြို့ကူရင်ပေါ့နော်သူကဒီမှာနိုင်ငံခြားနာမည်ကျော်ရင်မွေးနှင်းစီမျိုးစိတ်ပေါင်း200ကျော်ကြီးတောင်ရှိရဆိုတော့အဲ့ထဲကိုမကြခင်ဝင်ကြမယ်နော် Rose Garden လေးကတော့အဝင်ဝနာလေးမှာပဲတော်တော်လေးကိုဆွဲဆောင်နေပါပြီနှင်းစီပန်းမျိုးစုံနဲ့နေရာလေးရလည်းတော်တော်လှနေတာကိုတွေ့ရပါတယ်မွေးနေရပဲတော်လေးမွေးဒီနားလေးကနေလေးရိုက်သွားရင်ဓာတ်ပုံလေးရိုက်ပြီးလာတယ်ဒါလေးက Rose Garden ရဲ့အဝင်ဝနာလေးမှာပေါ့ဒီဘက်လေးမှာလည်းပန်းလေးတောက်လျှောက်ရှိသေးတယ်ရုံနှင်းခိုပြချန်တို့တောက်ပါမယ်ဒီကြည့်လိုက်အောင်အမွှေးဖွားလေးချောအမွှေးဖွားလေးဘမမောပဲဟုတ်မွေးဖွားလေးကျုံကိုင်လို့ရလားမသိဘူးကိုင်ကျင်လိုက်တာဟေး
ဟဲ့အနောက်ကကြည့်လို့ရှိရင်ကနေရက်ဖြောက်လိုက်လို့ရှိရင်မသိရင်ခွေးလေးဟိုမှာတစ်ကောင်ပြေးလာပြီတန်းချစ်စရာလေးတွေဒီမှာအပေါ်မှာခိုပြူလေးတွေခိုပြူလေးတွေဟဲပြောင်းလိုက်တာပြီခိုပြာလေးတွေဟမ်ကြအစာတောင်းညာလားမသိဘူး ဟုတ်မဟုတ်လမ်းလမ်း ခွေးကမပြန်ဟုတ်တယ်နော်တန်ရောစင်နေ ဟုတ်ခိုးလေးကိုကျုံ ဟိုဘက်နာမှာဟိုဘက်နာခိုးလေးတော့မတူဒီလိုအဆုံးလေးမှာရက်နေရဆိုအားလေးမှနေနေရသူ့နာကိုခိုးပြီးတော့တိတ်တိတ်လေးပြန်သွားမှာဆိုလို့ဟေးမဲကောင်လေးအမဲကောင်လေးကလောင်အိမ်နဲ့မဟုတ်ပဲနဲ့ဘာလို့ထမပြန်တာလဲဟမ်မဲကောင်လေးဒါဥဒုဟေးမဲကောင်လေးထပြန်သွားပြီဒီမှာအညိုကောင်လေးရှိတယ်ဒီကအညိုကောင်လေးချစ်စရာလေးဟိုဘက်ကအဖြူကောင်လေးအေးချမ်းလိုက်တဲ့နေရာလေးပါဒီနောက်ကဒီထဲမှာယုံလေးရှိတယ်ဒါကတော့မြေမြို့ Rose Garden မှာရှိရပါမေမြို့အဲ့မေမြို့နဲ့မြေမြို့နဲ့ဒါကြတော့နှင်းစီကြီးပဲနှင်းစီရဲ့အကုန်မပွင့်သေးရဟိုမှာကြောင်လေးရှိကြောင်လေးချစ်ဖို့ကောင်းလိုက်တော့ဟိုးရောအိုးချစ်ဖို့ကောင်းလိုက်တာဟာနိကရပြီချစ်စရာလေးချစ်ဖို့ကောင်းလိုက်တာကွာချစ်စရာလေးမြေမျိုးကြောင်လေးပါပြင်းလင်းကြောင်လေးကြောင်အမဲလေးတွေအရန်ချစ်ဖို့ကောင်းတယ်ကြောင်တချို့တွေကလေကြောင်အမဲကိုမချစ်ကြဘူးအဲကြောင်မို့ကြောင်အမဲလေးဆိုတနာလို့ကိုချစ်တယ်နော်အိုးဘိုင်အသားလေးအီးဆက်နေရပဲအေးကောင်းမှသူသွားကြတယ်ငါ့ကိုလေအစာမကျွေးပဲနဲ့လာချီတာလေဒါက view point ပေါ့နော် view point ရှိတယ်ဒီဘက်ပဲ6လပန်းခင်းဆိုတာဟုတ်ပါဒီနေရာလေးကလည်း Rose Garden နဲ့ကနေရာလေးတစ်ခုဖြစ်ပြီးတော့တပုံရိုက်တဲ့သူတွေတော်တော်များများလာတာကိုတွေ့ရပါတယ်ဒါကတော့ Rose Garden ရဲ့အဆုံးဘက်မှာရှိရတယ်။ပန်းကင်းပါ။ထိုင်ကုန်လေးဒီမှာရှိတယ်။ဟောတပ်ပုံရိုက်လို့ရတယ်။သူ့ပန်းလေးတွေကလုံးလုံးလေးချစ်စရာလေး။နားမရှိဘူး။ဆူဆူအဲ့ဒါပါပဲ။ Rose Garden ကတော့ဒါပါပဲရှင်။နောက်ထပ်တစ်နေရာသွားပါမယ်။အဲ့တော့ဘော်ဒါကြီးကိုနှုတ်ဆက်ရပါတော့မယ်ခုနကဘော်ဒါကြီးလာအိတ်နဲ့ပြန်မဲ့လမ်းမှာတတပါတတကဲတတနော်ကဲကဲပါကဲခံနေကြကဲတတဘိုင်းမဆော့ပါနဲ့တော့တော့ပဲတတရုပ်ပုံကြောင်းဆိုရရောက်ပါပြီခုံးရဲ့ပါကျဲရဲ့ဂျာဆရာတော့ဆောင်းနေမှာပါလေထန်းဆန်ဆောင်းဆောင်းဒါဟိုလားကွမ်ရင်မဲဟွာစာဝူချင်းဒီပြုံးလင်မှာရှိတဲ့တရုတ်ပုံချောင်းလေးမှာဆိုရင်ကိုရီးယားဝတ်စုံလေးတွေတရုတ်ဝတ်စုံလေးတွေဝတ်ပြီးတော့အမှတ်တရတပ်ပုံလေးတွေဗီဒီယိုလေးတွေရိုက်လို့ရအောင်မို့လို့ Snowfie ကိုလည်းဝတ်ပြီးတော့ရိုက်ခဲ့ပါသေးတယ်ကဲကျုံးမလေးလာပါပြီကျုံးမလေးတွေ့လင်းရှောင်းပါတရုတ်ဝတ်စုံလေးဝတ်ခဲ့ပါတယ်ကဲ Snowfie တယောက်ကတော့ဇွတ်တရုတ်မလေးလှုပ်ပြီးတော့ဇွတ်တွေပဲပေးနေပါပြီခုကတော့ပွဲကောက်ရည်ဒီပေါ်နဲ့ကမှန်တရားကိုတောင်းပါပါနောက်ကနောက်မလို့ချုပ်ပြီးတော့
ကြီးကျိုးတော်ကြကြီးနိုင်ရောပါနိုင်ရပိုးကြဖို့ကောင်းတယ်ပြောကြပါရင်ရှည်တယ်ကိုပြောကြမှာနော်တော်ကြကြီးမကြည့်မတတော့ကွာမတော်ကြကြီးတော်ကြကြီးကွာကဲကျိုးတာမှန်တရားလေးကနေပြီးတော့ထက်လာပြီးနော်ကေပဲစီးပါမယ်ဒီနောက်မှာကေပဲလေးတွေသွားနေတာနော်ကေပဲမစီးခင်မှာဆင်လိမ်မာလေးနဲ့တွေ့လို့ဆင်လိမ်မာလေးရှိသွားပါမယ်နောက်မှာကပြနေဆင်လေးတူကနေဟေးဟေးဟေးချစ်စရာဆင်လိမ်မာလေးတွေကို Snowy တို့အစာလဲကျွေးခဲ့ပါသေးတယ်အခုနောက် Snowy ကျွေးခဲ့တဲ့ကောင်လေးကမိုးမိုးလွင်ပါဒီရုပ်ကြီးရလေအပြင်မှာအကြီးကြီးပဲသူက cable စီးရဲ့နားလေးမှာရှိတာမို့လို့ Snowy တို့ cable စီးရဲ့နားကိုသွားရင်းနဲ့တခါတည်းအဲ့ရုပ်ကြီးနဲ့လည်းရိုက်ခဲ့ရပါတော့ကဲခုကတော့အနေစောခင်းချမ်းကိုတော့မယ်ဘက်ကနေတောက်သွား Snowy တို့ခုနက cable စီးဖို့သွားခဲ့ပေမဲ့ cable ကတနားရီလောက်စောင့်ရမယ်ဆိုလို့သူ့နီနာကဒိုင်နိုဆောဥယျာဉ်လေးကိုအရင်ဝင်လိုက်ပါတယ်အမီးရန်နေအမီးရန်နေသူအမီးရန်နေဒီဒိုင်နိုဆောဥယျာဉ်ကဆိုရင်ဝင်ကြီး2000ပဲပေးရပြီးတော့အထဲထဲမှာတော်တော်ကြဲကြဲဝန်းဝန်းနဲ့ဒိုင်နိုဆောရုပ်အများကြီးတွေအကြီးကြီးတွေကိုလှုပ်ပေးထားတာကြကြနနလှုပ်ပေးထားတာတွေ့ရပါတယ်မမိုင်းမဟုတ်အတူဆိုပေမဲ့မမိုင်းမဟုတ်အင်းညာဒီဒိုင်နိုဆောကြီးဆိုရင်လည်းတော်တော်ကြီးကိုမိုက်တဲ့ထဲပါပါတယ်ဒီတဝန်းလုံးကဒိုင်နိုဆောအကြီးကြီးတွေအကုန်လုံးကအတန်တွေလှုပ်ရှားမှုတွေတေချာလေးထည့်ထားပေးတာကိုတွေ့ရပါတယ်ဒါနောက်တစ်ကောင်ဒီထဲမှာအမိုက်ဆုံးကောင်ရပဲကောင်ဟမ်ဒီထဲမှာဒီမှာTVS ကဒီတကွင်းလုံးထဲမှာဆရာကြီးအမိုက်ဆုံးကောင်TVS လို့ခေါ်ပါတယ်ဆရာကြီးပါနော်အခုတွေ့ရတဲ့ဒိုင်နိုဆောရုပ်ကြီးကတော့လူကြီးဖြစ်ဖြစ်ခလေးဖြစ်ဖြစ်တက်ပြီးတော့စီးလို့ရတဲ့ရုပ်ကြီးပါအဲဒါကြောင့်မလို့ Snowy တက်ပြီးတော့စီးခဲ့ပါသေးတယ်တဝန်းလုံးကဒိုင်နိုဆောတွေထဲမှာတော့ဒီတစ်ကောင်ပဲဒီလိုအငွေ့မှုတ်တာပါပွဲကောက်ရေတကုံမှာရှိတဲ့ဒိုင်နိုဆောဝင်းဆိုတာကတော့ဒါပါပဲရှင်ဒိုင်နိုဆောတွေကိုဒီလိုမျိုးအများကြီးပြထားတယ်ဥယျာဉ်လေးပေါ့နော်ဒါပါပဲဒီပတ်လေးရှိတဲ့အကောင်လေးဆိုပြီးခုရိုက်ပြတဲ့အကောင်လေးဒါပါပဲခေပဲစီးပါမယ်ရုပ်ကတော့ဆွတ်ပြတ်တက်နေပြီဒိုင်နိုဆောဥယျာဉ်ထဲမှာခေပဲမစီးခင်ဒိုင်နိုဆောဥယျာဉ်နဲ့တော့လိုက်ရောဒီကတော့ Snowy စီးရမယ်ပါချင်ပါတယ်စပြီးတော့သွားပါတော့မယ်ချမ်းပူတယ်တော်တည့်ကြီးအလုံးပိတ်မဟုတ်ဘူးသူအစနားမှာတော့နည်းနည်းနှေးတယ်ပေါ့နော်အပေါ်ရောက်တော့ကိုနှေးသွားပေါ်ကနေပြီးတော့ဒိုင်နိုဆောဝင်းကိုပြန်ရိုက်ပြတာပါဂျာကြီးမှာပါဒီမှာပေါ့နော်ဒီမှာဒါဒိုင်နိုဆောဝင်းပေါ့ခေချာလေးကတော့
photo booth ကိုခေါ်ပါတယ်ဒါဆိုပြီးတော့ပြန်တော့မယ်ဒီထဲကနေပြန်ထွက်တော့မယ်ကဲဒါကတော့ Snowfall တနေကုန်လဲလို့ပတ်လို့ပြီးသွားပြီဆိုတော့ပွဲကောက်ရေတကုံကိုသွားမလို့ပါပွဲကောက်ရေတကုံကိုသွားရဲ့လမ်းမှာဘောလုံးကွင်းလိုမျိုးလေးတွေ့လို့ Snowfall ဝင်ပြီးတော့ဆက်စုခဲ့ပါသေးတယ်ဒီနေ့အတွေ့အကြုံရပြောရမယ်ဆိုရင်ပြင်ဦးလွင်လာမယ်ဆိုရင်တော့ပွဲကောက်ရေတကုံကိုမဖြစ်မနေလာတဲ့နဲ့လဲတဲ့နဲ့လို့ထင်ပါတယ်ဒါကတော့ပွဲကောက်ရေဖြစ်ပါတယ်ကဲခုကတော့ဂျပန်ရွာကိုရောက်ပါပြီထဲထဲဝင်ကြည့်မယ်နော်ဒီကူရကဲခုကတော့အင်ချီတွားယူရေးပါမယ်ဂျပန်ဝတ်စုံပေါ့ကီမိုနိုတော့ရေးပါမယ်ကဲမနေ့ကတရုတ်ဝတ်စုံလေးဝတ်ခဲ့တယ်ဆိုတော့ဒီနေ့မှာဂျပန်ဝတ်စုံလေးဝတ်ရိုက်မယ်ဆိုပြီးတော့ဆိုင်လေးကိုလာခဲ့ပါတယ်ဒီဆိုင်လေးမှာတော့ကီမိုနိုလေးတွေကိုဒီဇိုင်းစုံစိုက်စုံထားပြီးတော့ယောက်ျားလေးဝတ်တွေလည်းရပါတယ်ဖက်နက်လေးတွေထီးလေးတွေစားတဲ့ accessory လေးတွေလည်းသူတို့ပေးပါတယ်ကလစ်လေးတွေခေါင်းစည်းကြိုးလေးတွေလည်းမပါဘူးဆိုရင်သူတို့ဘက်ကအကုန်လုံးလုပ်ပေးပါတယ်Snowfall ကတော့ Snowfall အကြိုက်ပန်းရောင်လေးတစ်ခုကိုရွေးပြီးတော့ဝတ်ခိုင်းလိုက်တယ်ပေါ့နော်သူတို့တေချာလေးဝတ်ပေးပါတယ်ကဲဒါကတော့ final look လေးပါဒီနေ့ကတော့ဂျပန်မလေးတစ်ဖြတ်ပေါ့နော်ဒီဂျပန်ရွာလေးမှာ Snowfall တပ်ပုံနေဗီဒီယိုတွေအများကြီးရိုက်ခဲ့တယ်ဆိုပေမဲ့ vlog ဗီဒီယိုလေးရှေ့သွားမှာဆိုလို့နည်းနည်းလေးပဲထည့်ထားပေးပါတယ်ရှင် I am shyရှက်သွားပြီရှက်သွားပြီဒီမှာသူရှက်သွားအောင်ပြရော့ရှက်သွားပြီရှက်သွားပြီဒါလေးကတော့ Snowfall ပြန်ကန်နီးဂျပန်ရွာရဲ့ view အလားပါလေးကိုရိုက်ပြထားတာဖြစ်ပါတယ်ရှင်ဂျပန်ရွာလေးကအရန်လာလွန်းလို့ဘယ်နေရာပဲကင်မရာချိန်လိုက်တပ်ပုံရိုက်ချင်စရာနေရာတွေနဲ့ပြည့်နေရပါပဲရှင်Snowfall ခုရိုက်ပြထားတာကဂျပန်ရွာလေးရဲ့အရှိပိုင်းလေးပဲဖြစ်ပြီးအထဲမှာလည်းတခြားလှတဲ့နေရာတွေအများကြီးရှိပါသေးတယ်ရှင်။ဒါကတော့ပြုံးလွင်ရဲ့အထင်ကရနေရာကြီးတစ်ခုဖြစ်တဲ့ကန်တော်ကြီးပါ။ပြုံးလွင်ရဲ့ကန်တော်ကြီးကအထဲထဲမှာနေရာကအကျယ်ကြီးဖြစ်တာကြောင့် Snowfall တို့ဘဂီကားလေးငှားပြီးတော့ပတ်ခဲ့ပါတယ်ရှင်။ Snowfall တို့ဘဂီလေးစီးပြီးတော့ကန်တော်ကြီးတဲကအလားပါလေးတွေကိုလိုက်ပြီးတော့ခန်းစားကြပါတယ်။ကန်တော်ကြီးထဲမှာဆိုရင်တရေလေးတွေလည်းရှိပါတယ်။နောက်ပြီး290ကျော်တန်းကြာပြီဖြစ်တဲ့ဝေယုံတော်တွေလည်းရှိသလိုပန်းပေါင်းစုံလှလှလေးတွေကိုလည်းဘဂီကားပေါ်ကနေမြင်တွေ့ရပါတယ်ရှင်။ဒါလေးကလည်းကန်တော်ကြီးထဲမှာရှိတဲ့တဘာဝငှက်ဥယျာဉ်ဆိုတာလေးပါ။အထဲထဲမှာဘာတွေရှိလဲဆိုတာကို Snowfall နဲ့တူတူလိုက်ကြည့်ကြမယ်နော်။ငဟစ်မွေဟဲ့ဆိုင် Discuss ဟုတ်ဘူးဒီဟာဒီမှာဒီကောင်ကဒီမှာ chicken soup နဲ့နင်တို့တင်ဘူးလားမသိ chicken soup ဆိုဟုတ်တယ်နော်တင်ဘူးရနော် chicken soup ကြားဘူးနေအဲ့ဖြူအောင်လေတိုင်းနဲ့အော်သူ6တော့ကလေဒီမှာလေဓာတ်ရွက်ချက်ဘူးဟုတ်တယ်မလားဖြူအောင်လေတိုင်းနဲ့နဲ့အောင်ငယ်ကြီးမျိုးဖြစ်သည်ဟုတ်တယ်မလားဓာတ်ချက်ဘူးရနော်မကန်နေမြင်များစိန်တော်ညာစိတ်နေတယ်နော်ချက်ဘူးရသူ့ရဲ့6တော့ကအဲ့လိုလေစွတ်နေလိုမျိုးဖြစ်နေမရေးကောင်းဒီကတော့မရိုက်နေဒီမှာဟိုတောင်းလိုက်လှတယ်ဟဲ့ဟိုမရှိလိုက်ဟောင်းနှကောင်းကြည့်ရဆင်းတယ်သူ့ရဲ့အလေရအကောင်ကလည်းထောင်းမဲနော်ထောင်းဖြူလာမယ်နော်ဒီကသူတို့ရေမပြန်သွားမှဆိုဒီ channel မှာအရင်ထားတာသူမပြန်တော့ဘူးဆိုမှအပြင်ကိုလှုပ်ပေးမယ်ကဲလို့ပြန်နေဆိုရင်လှုပ်ပေးတယ်ကဲတဘာဝငှက်ဥယျာဉ်ဆိုတာကတော့ဒါလေးပါပဲရှင်အထဲမှာတစ်သားလေးတစ်ခုရှိပြီးတော့
ဘေးပပတ်လေမှာငှက်ကလေးတွေအများကြီးရှိတယ်နောက်ပြီးတော့ရေတကုံငယ်လေးတစ်ခုရှိပါတယ်ဒါပါပဲရှင်ပြုံးလင်ကန်တော်ကြီးထဲမှာဆိုရင်ပေါ့ဒီနေရာလေးကတော်တော်များလူကြိုက်နေတာကြိုက်ခုကတော့ထီရှူတော့ကိုသွားနေတာပါထီရှူတော့ဘေးမှာကျတော့သူကပုံလေးရိုက်လို့လှတယ်ပေါ့နော်အားကြောင့်မလို့သွားနေရပါရှင်ပြုံးလွင်မျိုးဆောင်လမ်းမှာရှိတဲ့ထီရှူတော့လေးကလည်းအရန်လှတာမို့လို့စနိုဖီတို့သွားလိုက်ခဲ့ပါသေးတယ်ရှင်ထီရှူတော့ကကျတော့ဒီမှာဒီလိုမျိုးသူအလဲမှာရိုက်ရအလဲမှာတပ်ပုံတွေပါရိုက်ဟိုလှတာပေါ့လေနော်ဒီလမ်းကွက်လေးနားမှာတပ်ပုံဆင်းရိုက်တော်တော်လှတယ်ဒီဘေးပပတ်လဲမှာတော့ချင်းရှူးတွေပေါ့ဒီလိုမျိုးလေးဟာခုဆိုရင်တော့ပြန်มาတော့မယ်ပြန်ပြီးတော့အင်ချီလေးခဏသွားလဲပြီးတော့ The View Restaurant ကိုသွားပါမယ်ကဲ The View Restaurant လေးကိုရောက်ပါပြီရှင်ဒါကတော့အထဲထဲမှာရှိတဲ့ view point လေးပါဒီနေရာလေးကိုလာမယ်ဆိုရင်တော့ဝင်ကြီး2000သာပေးရပြီးပန်းလှလေးတွေရေတကွန်ကြီးတွေနဲ့တဘာဝရှုကင်းလှလှကြီးတွေကိုတဝကြီးကြည့်ရမယ်နေရာလေးပဲဖြစ်ပါရဲ့ရှင်။နောက်မှာရေတကွန်ကြီးပါလာရချင်းအနေနဲ့နောက်ကျတော့နည်းမှောင်ချင်းဒီနေရာလေးကတော့ The View ကိုလာမယ်ဆိုလို့ရှိရင်မဖြစ်မနေတပုံသွားရမယ်နေရာလေးပါဒါလေးကတော့ Snowfiro ပြုံးလင်မျိုးကြီးကိုတဝကြီးလဲပြီးသွားပြီးမနေ့ပြန်တော့မယ်ဆိုတော့ဒီနေ့လိုညမှာမီရှူမီပန်းနေဖောက်ပြီးတော့နှုတ်ဆက်ခဲ့တာပေါ့နော်ကဲ Snowfie ရဲ့ပြုံးလင် vlog လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနောက်ထပ် vlog တွေမှာပြန်တွေ့ကြမယ်နော် channel လေးကို subscribe လုပ်ရသေးလို့ရှိရင်လည်းလုပ်သွားပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်တက်တာ